သတင်းမသမျှလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်သတင်း channel မှာဒီကနေ့မေလ19ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဗမော်မာ KIA နဲ့စစ်တပ်တိုက်ပွဲဖြစ်ပြီးစစ်ပွဲပြင်းထန်မဲ့အခြေအနေရှိတယ်လို့ KIA ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲဆက်ဖြစ်ပွားနေခဲ့ပြီးစစ်ပွဲပြင်းထန်မဲ့အခြေအနေရှိတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIA သတင်းပြန်ကြားရေးဌာနရဲ့မေလ16ရက်နေ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပြီးခဲ့တဲ့မေလ15ရက်နေ့ညနေပိုင်းကစစ်တပ်ရဲ့ထပ်ပါရ933တပ်ရင်းကနေ KIA ပူပေါင်းတပ်နေရာယူထားတဲ့9မိုင်ကွန်ပျူတာတက္ကသိုလ်အနီးဒရုန်းများလက်နက်ကြီးများနဲ့တိုက်ခိုက်လို့တိုက်ပွဲရှိခဲ့တာလို့သိရပါတယ်။ဒါ့အပြင်ဗမော်မြို့စကခ21တပ်တွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့စစ်ထောက်ပံ့ရေးပစ္စည်းတွေဖြစ်တင်ခဲ့တယ်လို့ဖော်ပြပါတယ်။လက်ရှိမှာစစ်တပ်အနေနဲ့ဗမော်မြို့မှာတနည်းကြော်ကြခိုးကန်နေတာဖြစ်ပြီးဆက်လက်စစ်ပွဲပြင်းထန်မဲ့အခြေအနေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ KIA ပူပေါင်းတပ်ဟာ2024ဒီဇင်ဘာမှာဗမော်မြို့သိမ်းစစ်စင်ရေးပေါ်ဆောင်ခဲ့တာဖြစ်ပြီးတနစ်ခွဲကြတဲ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။လက်ရှိမှာစစ်တပ်ဟာဗမော်မြို့ကိုစစ်ရင်အားတွေဖြည့်တင်းဖို့ကြိုးပမ်းနေတယ်လို့ရွှေကူမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တအူးကပြောပါတယ်။ရွှေကူမြို့မှာစစ်တပ်ကစစ်ရင်အားထောင်ချီစုဖွဲ့စစ်ကြောင်းထိုးနေပြီးယခုမေလာမကုန်မီဗမော်မြို့နယ်စင်ခန်းဒေသကိုတင်ပိုင်နိုင်ဖို့စစ်စင်ထားတယ်လို့ကြားသိရကြောင်းအဆိုပါသတင်းရင်းမြစ်ထံကသိရှိရပါတယ်။ဒါပြင် KIA သတင်းပြန်ကြားရေးဌာနရဲ့မနေ့ကသတင်းဖော်ပြချက်မှာအကြမ်းဖက်စစ်တပ်ဟာဖားကံမြို့နယ်ကိုလည်းစစ်ကြောင်း3ခုထိုးလာလို့ KIA ပူပေါင်းတပ်ကဒရုန်းနဲ့ခိုးကန်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အကြမ်းဖက်စကောမရှင်ရဲ့တမ69နဲ့တမ33ပူပေါင်းတပ်တွေစစ်ကြောင်းထိုးလာတာကို KIA ပူပေါင်းတပ်ကခိုးကန်တိုက်ခိုက်နေတာလို့သိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့တနင်္သာရီမြို့နယ်ခမာရ961တပ်ရင်းကိုလာတဲ့စစ်ရင်နံကိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ခွေ9កောင်တေဆုံးပြီးကားတစ်စီးပျက်စီးခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ခမာရ961တပ်ရင်းကိုလာတဲ့စစ်ရင်နံကိုတိုက်ခိုက်ရမှာအကြမ်းဖက်စစ်ခွေ9កောင်တေဆုံးပြီးကားတစ်စီးပျက်စီးခဲ့တယ်လို့မြေခင်းရိုင်မှတ်3တပ်ရင်းမှာတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့မနက်7:00နာရီခန့်အချိန်တနင်္သာရီမြို့နယ်ဘော်ဒီကန်တရားဘက်ကနေခမာရ961တပ်ရင်းကိုဦးတည်လာတဲ့အကြမ်းဖက်စစ်သားများလိုက်ပါလာတဲ့ကြောက်ကား2စီးလမ်းချိန်ဆက်တင်ဆောင်လာတဲ့တွဲကား2စီးနဲ့စီပုံးများတင်ဆောင်လာတဲ့ကားငယ်2စီးကိုတော်လိုင်းတပ်ဖွဲ့များက6မိုင်ကျေးဝါအနီးမှမိုင်းဆွဲပြီးဂျားပြက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်ကားလေးစီးစလုံးဟာရပ်တန့်သွားပြီးကြောက်ကား2စီးဟာလုံးဝပျက်စီးခဲ့ကြောင်းအရင်းနောက်ဘန်လောလမ်းဆောင်6မိုင်ဝါနဲ့လန်ကူလမ်းဆောင်လမ်းကြောင်းတစ်လျှောက်မှာလုံခြုံရေးယူပေးထားတဲ့ဂျမ်ဘတ်စစ်တပ်နဲ့မြေခေးရိုင်တရင်နဲ့တရင်3မှရဲဘော်များနဲ့ထိထွေးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်ဂျမ်ဘတ်စစ်တပ်ဘက်က9ဦးသေဆုံးကတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ထိုကဲ့သို့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအရင်းနဲ့မွန်လွယ်3နာရီခန့်မှာပဲ6မိုင်ဝါအနီးမှာရှိတဲ့ဂျမ်ဘတ်စစ်တပ်ကိုမြေခေးရိုင်တရင်နဲ့တရင်3မှရဲဘော်များက60မမလက်နက်ကြီး3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလားတူအရင်းနဲ့ညနေ6နာရီကျော်ခန့်မှာလဲလန်ကူလမ်းဆောင်အနီးမှာရှိတဲ့ဂျမ်ဘတ်စစ်တပ်ကိုတော်လိုင်းရဲဘော်များက87မမလက်နက်ကြီး2လုံးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွေအတွင်းဂျမ်ဘတ်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်ပြီးအရေးအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။စစ်ခွေးတွေကပျက်စီးပြီးမောင်းမရလို့ဒီတိုင်းထားခဲ့တာပါ။ပြီးတော့စစ်ခွေးတွေဘက်ကလည်းအင်အားဖြည့်တင်ပြီးကားလန်ချောင်းမော့ကိုရောက်လာလို့ကျွန်တော်တို့ရဲဘော်တွေနည်းနည်းပြန်ဆုတ်လိုက်ရတယ်လို့မြေခေးရဲ့အမှတ်3တပ်ရင်းမှာတာဝန်ရှိသူကပြောပါတယ်။လာလောတနင်္လာရီမြို့နယ်မှာစစ်တပ်နဲ့တော်လိုင်းရေးတပ်များကြားစစ်ရေးတင်းမာနေပြီးဂျမ်ဘတ်စစ်တပ်ကလည်းစစ်ကြောင်းထိုးမှုတွေရှိနေတယ်လို့တော်လိုင်းသတင်းရင်းမြစ်များထံကသိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာလူသားတွေခိုးတယ်လာတဲ့ကားထိုင်းစစ်စေးရေးဂိမ်းမှာမောင်းပြေးရင်းနဲ့ရဲကားနဲ့တိုက်မိပြီးဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံတထုံဌာနီခရိုင်ကစစ်စေးရေးဂိမ်းမှာမြန်မာလူသား15ဦးခိုးပြီးတင်ဆောင်လာတဲ့ကားဟာမောင်းနှင်ထွက်ပြေးရင်းအဝေးပြေးရဲတပ်ဖွဲ့ကားနဲ့တိုက်မိပြီးဖမ်းဆီးခံလိုက်ရတယ်လို့ထိုင်းဘိုးအစုံစံစစ်စေးရေးရဲတပ်ဖွဲ့ကမေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။မြန်မာလူသား15ဦးကိုတရားမဝင်နီလန်းနဲ့တင်ဆောင်လာတဲ့ကားကိုတရင်ပေးမှုရပိတ်ဆို့တားဆီးရမှာမောင်းပြီးထွက်ပြေးသွားလို့ထိုင်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရမှာအဝေးပြေးလန်တနေရမှာအဝေးပြေးရဲတပ်ဖွဲ့လှည့်ကင်းကားကိုဝင်တိုင်းမိတာလို့ဆိုပါတယ်။အဲဒီကားပေါ်မှာထိုင်းနိုင်ငံသားရင်မောင်းနဲ့မြန်မာလူသား15ဦးပါရှိတယ်လို့ CIB ကထုတ်ပြန်ပါတယ်။အဆိုပါမြန်မာလူသား15ဦးဟာတရားမဝင်နီလန်းနဲ့ဝင်ရောက်လာကြတာဖြစ်ပြီးတအူးကိုဗတ်တောင်းပေးဆောင်ရတယ်လို့ဆိုပါတယ်။လက်ရှိမှာထိုင်းနိုင်ငံကိုနယ်စပ်ဝင်ပေါက်တွေကနေတရားမဝင်နီလန်းနဲ့ဝင်ရောက်လာတဲ့မြန်မာတွေဒီရက်ပိုင်းစတိုက်ဖမ်းဆီးခံရပြီးတော့မြန်မာတွေရာနဲ့ချီဖမ်းဆီးခံရပါတယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့ကတာချီလိန်မြို့ကနေထိုင်းနိုင်ငံမဲဆိုင်မြို့နယ်စပ်ကနေနယ်စပ်ဖြတ်ကျော်လက်မှတ် border pass တွေကန်ဆောင်ပြီးအိမ်စီးက10စီးနဲ့ဝင်ရောက်လာတဲ့မြန်မာ145ဦးကိုနယ်ကျော်ဖြတ်ဝင်ရောက်လာမှုနဲ့ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။အဆိုပါ border pass ကန်ဆောင်ထားသူတွေဟာတတ်မှတ်ထားတဲ့နယ်မြေတွင်းမှာသာတွာလာခွင့်ရှိတာကြောင့်၎င်းတို့ကိုတရားမဝင်ဝင်ရောက်လာမှုနဲ့ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဒါပြင်ထိုင်းနိုင်ငံဖယုံ PM မြို့နယ်မှာလည်းပြီးခဲ့တဲ့မေလဒုတိယပတ်ကအမြန်လမ်းပေါ်မှာကား10စီးနဲ့တင်ဆောင်လာတဲ့မြန်မာလူသား100ကျော်ဟာအဝေးပြေးရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံခဲ့ရပါတယ်။အဆိုပါမြန်မာလူသား100တင်ဆောင်လာတဲ့ကားတွေဟာထိုင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုကိုမခံယူဘဲနဲ့ဒေါ်ရင်းတနေရာကိုမောင်းပြေးရမှာမလွတ်မြောက်ခဲ့ပဲဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်
အဲ့ဒီဖန်ဆီးခံခဲ့ရတဲ့မြန်မာတွေဟာလည်းမဲဆိုင်နယ်ဇက်ကနေဝင်ရောက်လာကြတာလို့ဆိုပါတယ်။ဒါပြင်မေလပထမဘက်ကလည်းထိုင်းနိုင်ငံရပူရီ KI ရဲ့ဝေးပြေးလမ်းမမှာအလုံးပိတ်ကားတွင်တင်ဆောင်လာတဲ့မြန်မာလူသား26ဦးဟာထိုင်းရဲတပ်ဖွဲ့ရဲ့စစ်ဆေးဖမ်းဆီးမှုခံခဲ့ရပါတယ်။ပွဲသားတွေကမြန်မာလူသား26ဦးကိုကားတွင်အလုံးပိတ်ပြီးပန်းကားတွေတက်ဆင်ပိတ်လောင်တက်လာတာဖြစ်ပါတယ်။အလားတူမေလ6ရက်နေ့မှာလည်းတာရှ် KI မဲဆောက်မြို့နယ်မှာတရားမဝင်နယ်ဆက်ဖျက်ချော်လာတဲ့မြန်မာ19ဦးဟာထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံခဲ့ရပါတယ်။အမျိုးသား6ဦးနဲ့အမျိုးသမီး73ဦးဟာမဲဆောက်မြို့ကိုဝင်ရောက်လာစဉ်မှာထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံခဲ့ရတာဖြစ်ပါတယ်။လက်လောထိုင်းနိုင်ငံမှာအာဏာပိုင်တွေကနယ်စပ်ဝင်ပေါက်တွေကိုပိတ်ဆို့စစ်ဆေးနေလို့မြန်မာတွေအခုလိုစက်တိုက်ဖမ်းဆီးခံနေရတာဖြစ်တယ်လို့ထိုင်းရောက်မြန်မာလူသားတွေရေကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။ပြည်တွင်းမှာစက်တပ်အာဏာသိမ်းမှုကြောင့်လောက်ကန်ရှားပါမှုနဲ့စမှုတံဥပဒေကြောင့်လူငယ်အများစုဟာအင်းဒီချင်းထိုင်းနိုင်ငံကိုနယ်စပ်ပေါက်ကနေတွားရောက်နေကြတာဖြစ်ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့တင်ကတော့မေထီလာမြို့မှာဆိုင်ကယ်ကယ်ရီငါးစီးရကနေတပ်သားဖြစ်စုဆောင်ခံရသူ9ဦးခန့်ရှိတယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမေထီလာမြို့မှာဆိုင်ကယ်ကယ်ရီငါးစီးရကနေတပ်သားစုဆောင်ခံရတဲ့သူ9ဦးခန့်ရှိတယ်လို့လွန်မြောက်လာသူတဦးကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလတွင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး၎င်းကိုမိသားစုကကျပ်သိန်း180ခန့်နဲ့ပြန်လဲရွေးယူလာလို့လွန်မြောက်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်ကအဲ့ဒီနေ့ကဆိုင်ကယ်ပြတ်နေလို့နေကင်းဘက်ကြီးကိုတက်စီစိုက်တွဲခေါ်တာအဲ့ဒီမှာစကားစားရှိတဲ့ဘက်ကိုတမင်မောင်းနေသူတို့ရဲ့မလန်းမကန်းရောက်တော့ကျွန်တော်ကပြေးလို့မလွယ်တော့ဘူးဝိုင်းပြီးဖမ်းတာအရက်ဝတ်တွေလည်းပါတယ်ပြီးတော့ဘာထုတ်တပ်ဘက်ကိုပို့တာမဟိလာကနေဆွဲတာ9ယောက်ရှိပြီတချို့ဆိုလုံးဝတဲလွန်စာမရတော့ဘူးကျွန်တော်အိမ်ကလာရွေးလို့လွတ်လာတာတာစီဘက်ကကောင်လေးဆိုရင်ဒိန်း200နဲ့လာရွေးတာတောင်မလွတ်ပေးတာလည်းရှိတယ်လို့၎င်းကဆိုပါတယ်တပ်သားစုဆောင်ခံရစဉ်တွင်၎င်းကဲ့သို့ဆိုင်ကယ်ကယ်ရီငါးစီးရကနေစမှုတံပေါ်တာဆွဲခန့်ရသူများနဲ့တွဲဆုံခဲ့ရကြောင်းပေါ်တာဆွဲခန့်ရသူတွေဟာအသက်35နှစ်အောက်လူငယ်များဖြစ်ကြောင်းလွန်မြောက်လာသူကပြောဆိုပါတယ်ဆိုင်ကယ်ကယ်ရီမောင်းနေသူတချို့ဟာစေအုပ်စုနဲ့ပူးပေါင်းပြီးစမှုတံအတွက်ပေါ်တာဆွဲတာကိုကူညီပေးနေမှုတွေရှိတယ်လို့မျိုးကန်တဦးကလည်းဆိုပါတယ်အကုန်လုံးတော့မဟုတ်ပါဘူးတော်တော်များများစိုက်တွဲသမားတွေဆိုလန့်နေရပြီဆိုင်ကယ်တွဲဘိန်းသမားတွေကလည်းမျက်နှာစိမ်းတွေပါတယ်ဆိုရင်ပေါ်တာဆွဲကူတဲ့သဘောပေါ့မျက်နှာစိမ်းတွေဆိုရင်စစ်တပ်နဲ့လုံးအောင်သွားလို့ရတဲ့လမ်းကိုမသွားဘူးစစ်တပ်နဲ့အချိတ်ဆက်လောက်တာနေမီမကြွားတဲ့ပုံစံဆိုရင်စစ်တပ်ဂိတ်ကိုခေါ်ပြီးပေါ်တာဆွဲတာတချို့ဆိုလူငယ်ဆိုရင်ခေါ်ထားတာရှိတယ်လို့၎င်းကပြောပါတယ်ထိုကဲ့သို့တပ်သားစုဆောင်ပေးနေမှုတွေကို2026ခုနှစ်ဧပြီလတတိယပတ်ကစတင်ပြီးတတိထားမိတယ်လို့ဒေသခံတွေကလည်းပြောပါတယ်အကြမ်းဖက်ဆဲအုပ်စုကရခိုင်ကလည်းမထီလာနဲ့တာစီမျိုးနယ်မှာနေများသည့်စမှုတံတို့ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်ယခုလိုစမှုတံတပ်သားစုဆောင်မှုတွေကြောင့်မျိုးကန်အများစုဟာစိုးရိမ်ထိတ်လန့်နေကြပြီးလူငယ်မျိုးသားအများစုဟာထိုင်းနိုင်ငံဘက်သို့တရားမဝင်လမ်းကြောင်းမှထွက်ခွာနေကြတယ်လို့ဒေသခံတွေရဲ့အဆိုအရသိရပါတယ်။အဲလိုသွားရမှာမိထီလာနဲ့တာစီလမ်းကြောင်းကနေဆိုရင်ကျပ်သိန်း60မှကျပ်သိန်း80ဝန်းကျင်ရှမ်းပြည်နယ်တာချီလိတ်မြို့ကနေဆိုရင်ကျပ်45သိန်းထိကုန်ကျစရိတ်ရှိတာကြောင့်ငွေကြေးမတန်နိုင်သူများဟာအခက်တွေ့နေတယ်လို့လည်းသိရပါတယ်။ CDM တမတော်သားများနဲ့ဖွဲ့စည်းထားတဲ့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးဖွဲ့ MDS ဆိုင်ရဲ့ထုတ်ပြန်ချက်တွေအရအကြမ်းဖက်ဆဲအုပ်စုတက်ရဲ့စမှုတံစုဆောင်ရမှာတင်နန်းသား90ရာခိုင်နှုန်းဟာဖမ်းဆီးခံရမှုနဲ့လိန်လေဖျားယောင်းပြီးအတင်းကျပ်စုဆောင်ခံရသူများဖြစ်တယ်လို့ဆိုပါတယ်။အကြမ်းဖက်ဆဲအုပ်စုတက်ဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာစမှုထမ်းမဲ့ဥပဒေကိုအသက်သွင်းလိုက်ပြီးနောက်မှာအဲဒီနေ့ဧပြီလကနေစတင်ပြီးအပတ်စဉ်တစ်ကိုခေါ်ယူခဲ့ရမှာယခု2026ခုနှစ်မေလထိဆိုရင်စမှုတံအပတ်စဉ်24ထိရှိလာပြီဖြစ်ပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့တင်ကတော့စတလာကြနိုင်ငံရခြားစစ်ရေးတွေအပြီးအမေရိကန်ကိုပြန်ရောက်လာတဲ့လေယာဉ်တင်သင်္ဘောကြီးအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ရှေ့လျားလာတဲ့နိုင်ငံတကာဆက်စင်ရေးဖြန့်ချမှုကာလပြီးဆုံးပြီးတဲ့နောက်အမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS Gralett R4 ဟာမေလ16ရက်နေ့မှာနေရနိုင်ငံစီပြန်လည်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ဖော်တာအမေရိကန်ရဲ့ဝေးရမှာ17လကြာအောင်ဆက်စင်ရေးမစ်ရှင်တွေလက်လက်ထမ်းဆောင်နေခဲ့ရတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးစစ်သင်္ဘောလို့သတ်မှတ်ခံထားရတဲ့ဖိုးဟာအီရန်စစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဗင်နီဇွဲလားမှာသမ္မတနီကိုလတ်မာဒူရိုကိုအမေရိကန်ထူထပ်ဖွဲ့တွေဝင်ရောက်ဖမ်းဆီးမှုမှာလည်းအကူအညီပေးခဲ့ပါတယ်။အမေရိကန်ရဲ့ဝေးမှာလေယာဉ်တင်သင်္ဘောတစ်စီးကိုအခုလို17လကြာအောင်ဖြန့်ကျက်ထားခဲ့တယ်ဆိုတာဗီယက်နမ်စစ်ပွဲကာလနောက်ပိုင်းအကြဆုံးစံချိန်လည်းဖြစ်လာပါတယ်။ကမ္ဘာပေါ်မှာနေပညာပိုင်းခေတ်ရှေ့အပြေဆုံးလေယာဉ်တင်သင်္ဘောကြီးဟာမေလ16ရက်နေ့မှာအချမ်းရံဖြတ်သင်္ဘော2စီးနဲ့အတူဗာဂျီးနီးယားပြည်နယ်ရဲ့ Norfolk ရေတပ်စခန်းစီပြန်လည်ဆိုက်ရောက်လာပါတယ်။သင်္ဘောပေါ်မှာလိုက်ပါခဲ့တဲ့ရေတပ်သား9000ရဲ့မိသားစုတွေကလည်းကန်ဆတ်မှာစိတ်လှုပ်ရှားခြင်းကြီးစွာနဲ့လာရောက်ဆောင်ဆိုင်နှုတ်ဆက်နေတာကိုတွေ့ခဲ့ရပါတယ်။ရေတပ်သားတွေအနေနဲ့မိသားစုဝင်တွေကိုမနစ်ကဇွန်လနောက်ပိုင်းပထမဆုံးပြန်တွေ့ရတာလည်းဖြစ်ပါတယ်။ Ford ရဲ့ဆက်စင်ရေးကာလခီးစဉ်ဟာကြာညောင်းလာတယ်လို့စစ်ရေးကိစ္စမဟုတ်တဲ့အခက်အခဲတွေစိန်ခေါ်မှုတွေလည်းကြုံခဲ့ရပါတယ်။ဖီးယားသုံးရေပန်းတွေချို့ယွင်းလို့အင်သားတွေသုံးမရဖြစ်တာအဝေးလျှော့ကမှမီးလောင်မှုဖြစ်ပွားတာတွေကြောင့် Ford ဟာ Green Pine Creek ကျွန်းမှာစိုက်ကပ်ပြီးအရေးပေါ်ပြင်ဆင်မှုတွေလုပ်ခဲ့ရပါသေးတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ကတော့ Ford ကိုအချိန်ကြာကြီးချမ်းရံဆောင်းလျှောက်ပေးထားပြီးဗာဂျီးနီးယားကိုအတူပြန်ရောက်လာတဲ့ USS Brain Creek ဖြတ်သင်္ဘောပေါ်ကရေတပ်သားတွေကိုပါကြီးကျူးသွားခဲ့ပါတယ်။
သူကဖြတ်တင်မောပေါ်မှာရေတပ်သားတွေကိုတွဲဆောင်တဲ့အခါသူတို့အနေနဲ့မရှင်တစ်ခုကိုပြီးမြောက်အောင်တာဝန်ယူခဲ့ရုံတတ်မဟုတ်ဘဲနဲ့တမိုင်းတစ်ခုကိုရေထိုးခဲ့တယ်ဆိုတာနားလည်စေချင်ကြောင်းအမေရိကန်တို့ကဂုဏ်ယူစရာတွေဖန်တီးပေးခဲ့တာဖြစ်ကြောင်းမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဖော်တာအမေရိကန်ရဲ့ဝေးမှာ326ရက်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဗီယက်နမ်စစ်ပွဲနောက်ပိုင်းအချိန်ကြာဆုံးစံချိန်တစ်ဖြစ်လာပါတယ်။ဖော်တာပေါ်ပြီးအချိန်ကြာမစ်ရှင်ဖြန့်ချက်ခံခဲ့ရဘူးလားဆိုလို့1983ခုနှစ်တုန်းက USS Midway နဲ့1965ခုနှစ်တုန်းက USS Coral Sea တို့သာရှိခဲ့ပါတယ်။ Midway ရဲ့စံချိန်က332ရက်ဖြစ်ပြီး Coral Sea ကတော့329ရက်ဖြစ်ပါတယ်။ဒါပေမဲ့မှတ်သားတဲ့အချက်တစ်ခုက USS Nimitz လေယာဉ်တင်သင်္ဘောရဲ့အမှုရန်တွေဟာ2020နဲ့2021တုန်းကအိမ်နယ်ခွဲခွာပြီး341ရက်ကြာညောင်းတဲ့အထိသင်္ဘောပေါ်မှာရှိနေခဲ့ပူပါတယ်။ဒါပေမဲ့လည်းအဲဒီတုန်းကရက်တွေအများကြီးပိုကျသွားတဲ့အကြောင်းရင်းတစ်ခုကတော့သင်္ဘောပေါ်မှာကိုဗစ်ရောဂါကူးစက်မှုတွေကြောင့်ကံကက်ရန်နာထားစေပြီးအမှုရန်တွေကိုတီးတန့်ခွဲထားရလို့ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုနိုင်ငံတော်ကဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးနားဆင်ပေးကြတဲ့အတွက်ကျွန်တော်တို့သတင်းချန်နယ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကိုယ်စနစ်ပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။